ဘလို့လာအောင်လည်းမသိဘူးနောက်ပိုင်းသတင်းတွေကတော့ဆက်တော့စောင့်ကြည့်ရမှာသိရမှာဘလို့ချင်းတွေဖြစ်သွားလဲဝင်စားဖို့ကောင်းတယ်နောက်တစ်ခေါက်ဒီမှာရောဒီလိုမျိုးတွေဖြစ်လာအောင်မလားသိရမလား collaboration ဟုတ်တယ် လုပ်တဲ့ကားလေးတွေထိုင်းနေမြန်နော်အဲ့လိုမျိုးပြိုင်ပွဲအကြီးကြီးကြာရင်အဲ့လိုမျိုးတွေဖြစ်လာမလားဆိုတာတော့ဝင်စားစရာကောင်းတယ်နော်အဲ့တော့ PNGC ရဲ့နောက်တစ်ချိန်2026အတွက်ကလည်းဒါမျိုးလေးတွေကမျှော်လင့်ရမှာပဲသိရမလား player လေးတွေကလုံးဝအမှန်ကန်အဲ့လို season တိုင်းလုံးဝရုံးကန်လာတဲ့နော်ကျွန်တော်တို့အခြေအနေတွေကိုအဲ့လိုမျိုး season တစ်ခုလုံးပြီးသွားတဲ့အချိန်ကြာလို့ရှိရင်ဒါမျိုးလေးလုပ်ပေးထားတာလေးရတော့တော်ကြီးဘောကြစရာကောင်းတဲ့ချက်အနေနဲ့တော့ဒီတစ်ခေါက်မှာတော့မပေါဝင်လာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်အာနီနီတော့ဆော့ပြောတယ်ဆော့ပြောတယ်ဟုတ်ပါခါယူတန်းကြီးလိုက်ပြစ်လိုက်ဒီကိုဆော့ပြောပါတယ်ကျွန်တော်တို့ဒါတကယ်ကိုလာပြောရမယ်ဆိုရင်ဒီဘက်မှာ ULF player တွေထဲမှာလေ MVP race ထဲမှာပါနေတဲ့ player တွေရှိရင်အဲဒါကြောင့်သူတို့အနေနဲ့လည်းဒီကနေ့ပြောရရင် title race ကိုလည်းမှီနိုင်တဲ့အသင်းထဲမှာရှိနေသေးတဲ့အတွက်ကြောင့်တော့ ABG ULF DRX အပြင် Xavier ခုလက်ရှိ TD ဒါခုဒီပွဲမှာဒါထပ်ပြီးတော့ chicken နေစားမယ် K point ရဲ့ခုနလိုချင်းနေမျိုးနဲ့ဒါထပ်ပြီးတော့ရယူနိုင်မယ်ဆိုရင် Thunder Talk ကိုယ်တိုင်ကလည်းပြောရရင်အမှတ်တွေထပ်မိလာနိုင်တဲ့အခြေအနေမျိုးတွေရောက်ရှိသွားနိုင်တဲ့အနေအထားတွေရှိနေသေးတာဗျအဲ့တော့လုံးဝစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတွေဆက်ပြီးတော့တွေ့ရလိမ့်မယ်ဒီပုံစံတိုင်း F7 သူတို့ကိုယ်တိုင်ဒါ chicken ရှေ့ပွဲတွေရလို့ရင်နစ်နေပြီးတော့မစားနိုင်ခဲ့ဘူးဟေးဆိုရင်တော့သိရတဲ့အတိုင်းနောက်ကလိုက်လာတဲ့အသင်းတွေအတွက်အခွင့်အရေးတွေပြန်ပြီးတော့ပေးရတာမျိုးတွေပါရောဖြစ်သွားနိုင်တယ်အမြဲတမ်းလို့ကျွန်တော်တို့အရှိကျွန်တော်တို့ဒါ PNWC PMGC ဒီမှာ global tournament တွေတိုင်းမှာ F7 ထောက်လျှောက်ကြီးကျွန်တော်တို့ဒါပြောမယ်ဆိုရင်တတိထားတော်တော်လေးကြီးပြတဲ့သူတွေတတိထားမိပါတို့အမြဲတမ်းလို့ရှင်ဆုံးကဦးဆောင်နေအမှတ်တွေကလည်းလိုက်ပြီးတော့ဘယ်လိုပြောမလဲဦးမဆောင်နိုင်ဘူးဆိုရင်တော့ထိတ်ဆုံးကအသင်းကိုတို့အမှတ်တွေလိုက်ကတ်နိုင်တယ်လို့ချီနာမှာအဲ့လိုချီနေမျိုးမှာအမြဲတမ်းတို့အသင်းကဒုတိယဒါမှမဟုတ်တတိယနဲ့ပဲအဆုံးသတ်ခဲ့ရတဲ့ပွဲစဉ်တွေနဲ့တော်တော်လေးများခဲ့ပြီဒီချိန်တွေမှာတို့ရဲ့ကျွန်တော်တို့ဒီမန်ချက်တစ်ခုဖြစ်တဲ့ PMGC ကိုရောကျွန်တော်အကောင်းဆုံးဒီအစုအဖွဲ့ဒီ၄ယောက်ဆိုတဲ့အစုအဖွဲ့နဲ့ကျွန်တော်တို့ရယူသွားနိုင်မလားဆိုတာကတော့ဆက်လက်ပြီးတော့ကျွန်တော်တို့လက်ကျန်ပွဲစဉ်၃ပွဲကိုတော့ဒီပွဲပါပါဘောနော်ကျွန်တော်တို့၃ပွဲကိုကျွန်တော်တို့တကယ်ကိုစောင့်ကြည့်ရအောင်စုံနေတော့တောက်လျှောက်တော့တိုးလာနောက်မှာ flag တွေကလည်းအသေးအံပဲထပ်ပြီးတော့မှကျွန်တော်တောက်လျှောက်တော့လိုက်လာအောင်ပါဘိုးအသေးအံပြစ်ထုတ်ပေးထားခဲ့တဲ့ကြီးကျယ်တွေကြားထဲမှာ compound အရင်ကတ်မလား compound မကတ်ဘူးသွားစရာရှိရသွားမယ်နော်အဝေးပဲဆိုတော့လေ decision making နေเนาะကျွန်တော် move တွေကနှင်းနေလို့မရအောင်အကောင်းဆုံးပဲဘယ်ကိုပဲရွှေ့မယ်အကုန်လုံးเนาะတေးချာတိုင်ပင်ပြီးတော့အကောင်းဆုံးရွှေ့သွားခဲ့ကြရင်နောက် Irina လည်းဖြတ်ကျော်သွားနိုင်တယ်လို့အနောက်ကနေထပ်ပြီးဝင်မယ် flag အတွက်ကလည်းနည်းနည်းလေးတော့သူတို့အတွက်အနေများတယ်ဆိုရင်ပဲเนาะအဆင်ပြေပြေနဲ့တော့ထပ်ပြီးတော့မှဇုံထဲတော့တိုးဝနိုင်ဖို့အတွက်ကိုတော့လမ်းကြောင်းနဲ့ရှာဖွေကြအောင်ပါဗျာ map တွေနောက်မှလည်း REG ဘေးဘက်ချမ်းမှာရှိနေခဲ့တဲ့ဒီ Xavier Limon ရှိနေခဲ့တဲ့ဘက်ကိုတော့အသေးအံပြေးတိုးခြင်းနဲ့ပုံစံမျိုးဆိုပေမဲ့အရင်အဲ့လိုမျိုးကြီးတိုးဝင်လာခြင်းနဲ့အနေထားတော့မဟုတ်ဘူးဗျာဒီလားမထင်မှတ်ဖဲနဲ့လူရှိရဲဆိုတော့တီးွားခဲ့တဲ့ပုံစံမျိုးမှရှိတယ်ဒီဘက်မှာလည်း RA နောက်တစ်ယောက်တော့သွားပြီဖက်ချသွားခဲ့နေပဲ2 man ပြီးလဲရပြီအာလီဂိမ်းမှာလည်း2ယောက်ပြီးသားလိုက်ရပြီဗျာအိုးလာလာဟုတ်ပါတယ်ကဲဒါကတော့ match point ရင်ပြည့်သွားတဲ့အသင်းတွေခံစားရမယ့်ဒုက္ခတွေပါပဲသူတို့ရဲ့ဒါပြောရမယ်ဆိုရင် F7 ဆိုတာလည်းတောက်လျှောက်ဆော့လာတဲ့ပွဲစဉ်တွေရဲ့သူတို့တူးနေကြပုံစံတွေဘယ်လိုဆိုညရင်ဘယ်ဘက်ကနေဘယ်လိုရှိလဲဆိုတာသိကြတယ်အကုန်လုံးအသင်းတော်တော်များများကလည်းအဲဒါကြောင့်ဒါကြိုပြီးတော့သွားဖြတ်မယ်ဒီနားမှာအသင်းတွေးလိုက်ပြီးခေဆိုရင်ဒါကလည်းဘယ်အသင်းဖြစ်နိုင်လဲဆိုတော့ခံမှန်းကြီးတွေနဲ့ဝင်ရောက်ပြီးဖြတ်တဲ့အခြေအနေမျိုးတွေမှာတွေးရတဲ့အတိုင်း F7 ဆိုတော့တွေးမြင်ကြားတဲ့ပုံစံတိုင်းမှာ2 man တော့ပေးလဲရပြီဒီဘက်မှာ order ego တွေတွက်ကလည်းလက်ရှိမှာမြင်တွေ့ရတဲ့ပုံစံရဆိုရင်တော့ကျွန်တော်တို့ Irina ရဲ့ teammate တယောက်ကို not တီးထားနိုင်ခဲ့တဲ့ချက်စနေပြီတဲ့ပဲကိုင်းနဲ့ပြန်ပြီးတော့ fighter လို့တဲ့ပဲပြေးဝင်လာခဲ့ပြီနောက်မှချမ်းမှာဆက်လက်ပြီးတိုင်းတော့ပြီးဖို့တက်ပြင်ဆင်ထားနေတဲ့ပုံစံကြီးရတယ် Irina ဆိုတဲ့ကောင်ကနောက်မှလည်းတက်ပြီးတော့ flash beat ထားနေကိန်းထားနေကိန်းအောင်းလို့ပဲပြန်တော့ပြစ်ချပေးနေခဲ့တယ်သူတယောက်တည်းရေကိုကျွန်တော်လိုက်ထောက်ပြီးသားနေပြင်နေတော့ကျွန်တော်မူဝါနာတို့ဆိုတော့နောက်ကနေကျွန်တော်ပြန်ပြီးတော့ကျွန်တော်ထိန်းနေပေးထားဖို့တော့ပါစဉ်းစားထားနေကိန်းဆိုတော့နောက်ကောင်ချနေကိန်းဒီအောင်ပြန်စီဖို့အဆင်ပြေရလား state တယောက်နေတော့10တော့ပေးလိုက်ရတယ်နောက်ကနေကျွန်တော်ထိန်းနေပေးထားနေခဲ့ပြီး moment ဘက်ကပါ flash တွေတွက်ကလည်း third party
pressure လမ်းပြီးပေးပြီးတောက်လျှောက်ကိုကျွန်တော်တို့လမ်းပြီးတော့ခင်းရနေခဲ့တယ်ပုံမှန်တိုင်းပဲကျွန်တော်တို့ဝိုင်းပြီးပြက်ခတ်ပေးနေခဲ့တဲ့ဂျားတွေနောက်ကနေကျွန်တော်တို့တပ်ပတ်တွေဝင်လာခဲ့တဲ့အသင်းတွေလည်းထပ်ပြီးရှိနေသေးတာဖြစ်တဲ့အတွက် Irina ရော Order Ego နှစ်သင်းလုံးအတွက်ကကျွန်တော်တို့အချိန်ကြီးကပြင်လောက်ကြီးတော့ကောင်းမနေတော့ဘူးတော်တော်လေး pressure ဖိနေပြီ။ Annie လည်းတော်တော်လေးများနေခဲ့ပြီဆိုတဲ့ပုံစံမှာ2ယောက်စီပဲကျန်တော့ရဲ့အသင်းတော့ကတော့ကျွန်တော်တို့ flash တွေကဲလို့တသင်းလုံးသာပြေးဝင်ပြီးလိုက်ထောက်မယ်ဆိုရင်တော့သူတို့တက်လည်းဒုက္ခတွေများသောနိုင်တဲ့အနေအထားမှာလာလာတွေထပ်ပြီးတော့ရှိနေအောင်ပါလည်းဖြစ်ပါတယ်ခင်ဗျာဒီချိန်မှာလည်းကျွန်တော်တို့တစုံပြောင်းလဲတစ်ခုကြားထဲမှာတော့ Order Ego Arena Joanna ကြားထဲ Rosemary 2ယောက်နေတလုံး Modman အကောင်ဆုံးမပြစ်ကျဲပေးထားတဲ့နောက်မှာတော့ကောင်းလိုက်တဲ့ Grenade 2ယောက်လုံးတစ်ခါတည်းပြောက် Fasting Wipe Out အနေနဲ့ကတော့ Order Ego ဖြစ်သွားခဲ့ရင်လည်းပဲအခြေအနေထားလေးရတော့မကောင်းဗျာနောက်မှာလည်း flag တွေကသတင်းလုံးထပ်ပြီးဝင်လာအောင်မှာဒါမှလည်း 3man live 8လုံးထပ်ပြီးပေးထားမယ် top တယောက်အနေနဲ့လည်းဘေးဘက်ချမ်းနေခေါင်းမိုးဘက်ကနေပါ moment ရှိနေခဲ့တဲ့ဂျားရဲပြီးတော့ နေတွေတောက်လျှောက်ပြစ်ထုတ်ပေးနေတော့မယ်ဗျာတာနီကေအောင်မှာလည်း moment top တို့ smoke တွေဂျားရဲပြီးတော့ဂျားအောင် light တော့စစ်ပေးတယ်ကျွန်တော်ဒီ link ငိုင်းကွန်ပေါင်းဘက်ချမ်းနေပြီးတော့ကျွန်တော်တို့အပြင်ဘက်ကနေပြီးတော့ထောက်ပေးထားဖြစ်တဲ့အတွက်ကြောင့်မလို့ easy ပဲဒီဘက်မှာဆိုရင်လည်းပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘိုးအနေနဲ့လည်း3ယောက်3ကန်ပုံစံဝင်းရံပြီးတော့ပဲတာနီကေကိုဝင်ရောက်ပြီးဖျက်ချပေးဖို့တော့တဲတဲ့ကြိုးစားနေကြပြီနေလေးတစ်လုံးပေါင်းပြီးတော့ party ပဲသွေးစတဲ့နဲ့တာနီကေတောက်လျှောက်ပဲ3ယောက်ဝင်ရောက်ပြီးပြက်ကပ်ပေးမှုတွေကြားထဲမှာနည်းနည်းလေးရီတော့ကြီးနေပြီနေတွေပဲကြိုးပြီးတော့ပြစ်ကျဲပြီးထားဖို့တော့မပြင်ဆင်နေခဲ့လို့ဘိုးကလည်း healing stage အကောင်းဆုံးအသုံးပြုပေးထားပြီးပြီဒီပြင်မှာတစ်ဖက်မှာလည်းကျွန်တော်တို့တာနီကေမော်မန်2ယောက်လုံးကတော့တယောက်စီမကြည့်တော့ဘဲနဲ့2ယောက်လုံးတဲ့ထပ်ပြီးတော့တဲ့အခြေအနေမျိုးမှာကျွန်တော် wing တယောက်ကိုမှထပ်မှန်ပြီးရရှိထားခဲ့လို့နောက်ထပ်နေတစ်လုံးနဲ့လည်းတော်တော်ကြီးသွေးတွေပါကိုင်းနေခဲ့နေတာနီကေဒီချိန်မှာ Zurus ရဲ့နေနဲ့တော့ပျောက်ဆုံးသွားခဲ့ရပြီဒီချမ်းမှာ Mothman အသေးအတန်ကျွန်တော် non နေခဲ့တဲ့ player တယောက်ကိုပါအပါခေါ်ပြီးဖို့တော့ကိုပါအသေးအတန်ဖန်တီးနေခဲ့ပေမဲ့ Molly တွေကတော့တိတ်ပြီးတော့ထိရောက်နေခဲ့ခြင်းမျိုးတော့မတွေ့ရဘူးဗျာ smoke တွေခင်း vision တွေပိတ်ပြီးတော့ဒီညမျိုးမှာ4ယောက်လုံး survive ဖြစ်ဖို့နော်ကျွန်တော်တို့အသေးအတန်ပြင်ဆင်နေခဲ့ကြတဲ့ flag တွေ moment အောက်ဖက်ကျွန်တော်တို့ဒါလုံးဝရှိနေခဲ့တဲ့ compound ဘက်ကိုတော့တေချာဖြစ်တဲ့အပြင်မှာတောက်လျှောက်ပဲ4ယောက်လုံးတိုးလာဖို့တော့ကိုတော့စိုင်းပြနေခဲ့ကြပြီဇုံကလည်းတော်တော်ကြီး pressure ဖြစ်တဲ့အပြင်တော့เนาะ၄ဆုံးမြောက်ဆုံးပြောင်းမယ်ဆိုတော့နည်းနည်းလေးနာကျင်ကြိုက်ခဲနေမယ်အပြင်မှာ moment နောက်မှာလည်းကျွန်တော်တို့ R8 တွေပါဝင်လာပြီ 2 man down R8 Amori ထပ်မံပြီးတော့မှဇုံရှိရနေပြီအကုန်လုံးမှာပြစ်ခွဲပေးနေခဲ့တဲ့ဝင်းတယောက်ကို Amori ပဲအပါခေါ်ဘိုးကိုလည်းတော့နေအောင်ပြန်ကဲခွင့်ရမလားဆိုတာတော့စောင့်ကြည့်ပေးရအောင်ပါဗျာဟုတ်ပါတယ်ခင်ဗျာကျွန်တော်ရောက်နေမလဲဟဲ့ကျွန်တော်ဒါတကယ်ကို VPE လုံးဝမဆိုင်ခဲ့တဲ့မှာပြန်ပြီးတော့ကျွန်တော်ဒါရှိနေခဲ့ပြီး flash တွေ drag ကလည်းဒီဘက် compound တွေ back ကနေတော့ဇုံလေးကိုပြန်ဝင်ဖို့အတွက်အချိန်ကြီးဖန်ပြီးရအောင်မယ်နောက်ချောက်ကိုကျွန်တော်ဒါတဲနေပြန်ပြီးတော့တူလာနေခဲ့ပြီးကျွန်တော် bowl ဒီရောက်နေရလဲကျွန်တော်မြင်တွေ့ရတဲ့အတိုင်းခါလေးပဲကျွန်တော်ဆုံးသက်ခံထားခဲ့ရပြီး CS ကျွန်တော် silence တယောက်တော့ကလည်း obscure ဘာဘက်ကနေကျွန်တော်လမ်းပြီးပြစ်ခတ်ထားခဲ့ပြီး REG silence ခါရီပဲတန်းပြီးတော့ knock ပြီးထားခင်ခါရီယိုတယောက်နေနေရလဲရှေ့ဘကွန်မောင်းလေးမှာသွေးတစ်စက် healing တော့ပြန်ပြီးတော့နှုတ်နေခင် down လေးမှာကပ်ပြီးတော့ light ထောက်ပေးနေခဲ့ပြန်ရင်းနေတော့ကျွန်တော် F7 နေ last man မဲ့ကြံတော့ပြီတကယ်ကိုတယောက်ဆိုမှတယောက်သေးပဲရှိတော့မှအခြေအနေမျိုးမှာတော့လုံးဝ last man ကြံနေခဲ့တဲ့ player life တယောက်သေးနေပဲအကောင်းဆုံးပြန်ပြီးတော့ဆက်ထောက်ပေးဖို့တော်ကြိုးစားရုန်းကန်ထားနေခဲ့ပြီးတင်းတော့ကျွန်တော်တကယ်ကို share plan နဲ့ share တွေဆက်လက်ပြီးထိန်းထားမယ်သူအတင်းတော့ chicken စားဖို့ကတော့မလွယ်တော့တဲ့အတွက်ကြောင့်လည်းဒါပေမဲ့လည်းတက်နိုင်လောက်ဘယ်လိုပြောမလဲ run point တွေယူပေးထားနိုင်ရင်တော့အကောင်းဆုံးပဲဘာလို့လဲဆိုတော့တည့်ရတိုင်း6ပွဲလုံးပြီးလို့မှတို့smash shoot ထားမမြောက်သွားဘူးဆိုရင် overall ranking ရဲ့အမှတ်အမြင့်ဆုံးအမှတ်အများဆုံးအသင်းရတာလည်းကျွန်တော်တို့ champion ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တကယ်ကိုကျွန်တော်တို့ F7 ဒီချိန်မှာကျွန်တော်တို့အပြတ်ခံလို့တော့မဖြစ်ဘူးရသလောက် point နေတော့ရသလိုတော့ယူထားဖို့လိုနေအောင်မယ်လို့ပြောရင် DRX D+ Kia ထင်မိတ်ဒီအတွက်ကလည်းကျွန်တော်တို့စတင်ပြီးကျွန်တော်တို့ OSL တယောက်
တစ်ဖက်ကနေ Lewis တယောက်အနေနဲ့ကလည်းပြန်လဲပြီး knock out ချပြီးထားနေခဲ့ပြီး knock နေခဲ့တဲ့ Ozil တန်းဖြတ်ပြီးထားခဲ့ပြီးဒီဘက်မှာ Nobu Fabian တို့အတွက်ကလည်းမြောက်လာတို့ဘက်ကိုပါတိုးလာတဲ့ချက်မနေပြီတောင်ချောက်ကိုကျဲချခံနေခဲ့ရတာပဲတဲတဲ့နေနောက်ကနေ Kara အနေနဲ့ကလည်းလိုက်လည်းမိထောက်ပြီးထားနေခဲ့တယ်You are left ဒီအတွက်ကလည်း2ယောက်ပဲကျန်တော့တာဖြစ်တဲ့အတွက်ကြောင့်တော့ဒီပွဲမှာ125မှတ်ပြည့်အောင်ရှာနိုင်မှုအတွက်ကတော့တိတ်တော့လွယ်မှာမဟုတ်ဘူးလို့ပြောရင် APG teammate ဒီအတွက်ကတော့ဖြစ်နိုင်သေးတယ်ဗျာဒီ4ယောက်လုံးကျန်နေအောင်ပဲရေကို130နဲ့မှ6မှတ်ရရှိထားခဲ့တဲ့အသင်းသူတို့အမှတ်125မှတ်ပြည့်ဖို့အတွက်ကလည်းလက်ရှိမှာ6မှတ်ပဲလိုတော့တာဖြစ်တဲ့အတွက်ကြောင့်တော့ APG MVP race မှာလည်းသူတို့ player တွေပဲထိတ်ဆုံးသားမှာရှိနေတယ်လို့ကျွန်တော်တို့ဒီအခုလောလောဆယ်လက်ရှိတွေ့မြင်ရမယ့်ကျွန်တော် title race တွေကိုလည်းထပ်ပြီးရောက်လာဖို့ရှိနေခဲ့တဲ့အနည်းဆက်ဆုံးအသင်းတစ်သင်းဖြစ်နေတဲ့တစ်ချက်မှာ 2K နဲ့ top အနေနဲ့ကတော့အကောင်းဆုံးပဲလှုပ်ပြထားနေခဲ့ပြီဖက်မှာ catch ဖက်ပေါ်ပါချန်ဒီ silence တောင်လျှောက်ပဲ ULF ရဲ့ player catch ကိုပါထပ်ပြီးကျွန်တော်တို့ဆုံးသက်ပေးထားခဲ့ပြီ ULF ဒီအနေနဲ့လည်းဒီပွဲမှာ125မှတ်အပြည့်သွားခဲ့ပြန်အောင်ဗျာဒီရောကကျွန်တော် DRH size RA mark ကိုပြက်ခတ်ပြီးနောက်ကတော့ထားပြီးထားခဲ့ flash တွက်ကလည်းတစ်ဖက်ကနေကားရင်းနဲ့ပြန်ပြီးရွှေ့လာခဲ့ပြီးဒီ Xavier BB ဖြစ်ပြနေခဲ့တဲ့ battery ဘက်ကိုပါဆက်ပြီးရောက်လာခဲ့ပြီး Porter Hub မှာကာဗဆက်ယူထားနေခဲ့တဲ့ဆိုမှ RA mark long range ကနေပြစ်ပြီးထားတဲ့ pressure တွေကားရင် CS top ပြီးတဲ့ back ကိုပါ BB တွေထပ်ပါတဲ့ နေနေမှာပြန်လာပြီးတောက်ကတွေပေးနေခဲ့ mark pro ဒီရတဲ့ point ဖက်က Troda holder တွေ Troda player တွေရှိနေခဲ့တဲ့ back channel ကိုပါလိုက်လာပြီးပြစ်ခတ်ပြီးဆုံးသက်ပေးနေခဲ့ရင်နောက်ပဲချက်နောက်ထပ်ဆုံးပြောင်းသွားတဲ့ချင်းကြီးရလဲ BB DK နဲ့တူတူကျွန်တော်ဒါ Kara ပဲကျွန်တော်တို့ရှိနေပါတယ် RAD ကတော့တစ်ဖက်ကျွန်တော်တို့စုံဆက်ပါကျွန်တော်တို့ပြောရရင်ကန်ဆာတဝိုင်းမှာပဲဆက်လက်ပြီးရှိနေ game sizing ဒီရောက်နေကြီးကလည်းထပ်ပြီးတော့ကျွန်တော်တို့ပေးဆက်ထားခဲ့ရပြန်တာလည်းဖြစ်တယ်120 APG 9မှတ်ပဲကျန်ပါတော့တယ်ခင်ဗျာရှင်ပြေပါမလား5မှတ်ပြီးရောက်ပြီလား5မှတ်နော်အဲ့တော့မိကုန်းနေရတော့မေးစရာအများကြီးပြန်နေဆက်တသိန်းရှိနေသေးရဖြစ်တဲ့အပြင်ကိုမှဇုံအားလည်းတော်တော်လေးတော့ဆန်းဆန်းပြပြလေးပဲနော်ဒီခေါက်အတင်းကရင်းရောရှင်ဒီကောင်းတဲ့အနေထားမျိုးတော့မဟုတ်ဘူးဂျားထဲမှာလေ trainer 2 man down ကျွန်တော် goat day AJ တယောက်ကိုပြန်နှောလိုက်ပေးမယ်လေ Vix ရင်းတော့ဒီဘက်အောက်ဘက်မှာရှိ